မှာရေးစိန်နေတယ်။ဟာကြံ့ဖြူတဲ့ဟိုမှာကြံ့ကြီးဒီကြံ့ကြီးတွေဆိုတော့အကြီးဆိုအကြီးတွေ။မှားပါတယ်ပူနေရှ။ဒါကတော့ကလပ်အုပ်ကလေးတွေအစားကျွေးနေရိုက်ခဲ့တာပေါ့နော်။ဒါကတော့ကြက်စင်ဖြစ်မယ်။ဒါတော့ဒီကြောင်။ဒါကမိကြောင်လေ။ဟိုမှာရှိတယ်သေးသေးလေး။ဟုတ်ပါငါးကြီးပါဒါကြီးက။ငါးကြီးလေ။ဒါမိကြောင်ပေါ့ဒီမှာလိတ်လေးတွေတန်းစီနေဆောင်းကဟဲ့လိတ်ကဘယ်မှာလဲဆိုဘယ်ဟုတ်မလဲသူကတန်းစီကြိုင်ပိန်ညာပဲကြားလေးอ่ะဟာလူဆက်တော်ခေါ်နေတယ်အိမ်နေချစ်စရာလေကြားလေးအိမ်နေတယ်ဆိုပြီးတော့နရွက်လေးလုံနေပြီကြည့်ပဲသူကအိမ်နေတယ်ဒီမှာချစ်စရာကြီးအိမ်နေဆရာကြီးအိမ်ပူလို့ထင်တယ်ကြာရမိမသားဆိုတဲ့အခါကြာရရှောက်တယ်ပေါ့နော်နေကတော့တော်တော်ကြီးကိုပူတယ်အဲ့နေရလေကြာချင်းနဲ့ကြာမကြီးဘယ်မှာလဲကြာမကြီးရိုက်ရင်ကြာမကြီးချင်းသေးမေလို့ဒါချင်းသေးတယ်သူနာမည်ကတိန်ကြီးတဲ့ဒါကတော့မြင်းကြားပါရှင်မြင်းကြားဒီဘက်အိမ်မှာတကောင်းပဲရှိတယ်ဟိုဘက်အိမ်မှာကမိသားစုလိုက်ရှိတယ်ထီရောမှာရောကလေးလေးရောပေါနေပါကလေးလေးပါရှိပါတယ်ကမြင်းကြားပေါကိုလေးဒီတမင်တွေကလေကျွေးလို့ကိုမနိုင်ဘူးသိလားကျွေးတဲ့သူတွေအများကြီးကိုသူတို့ကမဝအောင်သိလားဘလောက်ကျွေးမဝအောင်ဒါဆိုဒီနားမှာနှစ်ချင်းဝယ်ကျွေးခဲ့တယ်နောက်လည်းအများကြီးပဲရှိတယ်တမင်တွေကအစာကျွေးရတာလည်းပို့ပြီးတော့အဆင်ပြေတယ်သူတို့ကအနားကိုလာကတ်ပြီးတော့စားရပေါ့နော်နောက်ထပ်ဗီဒီယိုမှာတော့တမင်ဗီဒီယို only တင်ပေးမယ်သူကလုံးဝတမင် only ကိုအစားကျွေးထားတာအများကြီးပဲရိုက်ခဲ့ရပါတော့ဒါဟိုဘက်မှာလည်းထပ်ပြီးကျွေးထားသေးရပေါ့နော်ဒီဘက်ကတမင်ကじゃတမင်အမျိုးအုပ်စုတစ်ခုဟိုဘက်ကじゃရွှေတမင်ပေါ့နော်ဒါတော့ဇက်တော်ထဲမှာပါတယ်ရွှေတမင်လို့ပြောဟိုဘက်ကတမင်လေးတွေကပို့ပြီးအကောင်လေးလည်းတေးပြီးပို့ပြီးသူ့ရဲ့ချိုလေးတွေကပို့ပြီးတော့လှတယ်ပေါ့နော်ဒီလိုတွေပြည့်ပြီးကျွေးလို့တယ်လေဟိုကမဖြစ်စိတ်ထဲမှာတည်မလားဟဲ့သူကျွေးတာဘလို့ကြီးလဲလို့မပြောနဲ့တိတ်ပြီးတော့မမိဘူးပေါ့နော်ဒါတို့တွေပေါ့နော်အဲ့လိုပြည့်ကျွေးမှာသူတို့စားလို့ဝါမယ်စားလို့ရမယ်ပေါ့နော်အဲ့ဒါကြောင့်ဒါအဲ့လိုပြည့်ကျွေးတာပါအဲ့ဆိုရင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲ bye bye